သက်ရွယ်ကစကားပြောလာပြီမေးတတ်တာများငယ်ကြီးဦးနာမည်တော့မမှတ်မိတော့ဘူးဟာ ဖြစ်ရလေအာစီရဲ့မြင့်မှန်ကခေါင်းပေါ်မှာလေ မနှက်ဖြန်ငါမွန်းနေပဲ မနက်ခင်းအိယာထမျက်နှာသစ်သွားထိုက်ပြီးတဲ့အခါမှာတော့ဥထာတီတယောက်ပျော်ရွှင်မြူးတုလို့နေပါတယ် တီးเสียပေးတာကြီးမင်္ဂလာနဲ့ကင်းပါဗျို့ကဲဒီနေ့ရွာဦးချောင်းသွားဖို့ကိစ္စကျုပ်လုံးဝမမေ့ဘူးကျုပ်မှညံတွေတော်တော်ကောင်းလာပြီဆိုတဲ့သဘောပဲ ဒါပေါ့ဗျာနောက်ဒီထက်ပိုကောင်းလာဖို့ဝဲရှိတယ်ကဲရွာဦးချောင်းသွားဖို့ပြင်ဆင်တော့ပြို့နေမြင့်နေပြီ ဟုတ်ပါမနေ့ပိုင်းဆိုတော့အုတ်ထုတ်လေးပဲစောင်းသွားတာကောင်းမယ်ဟာချိန်နေကြနေရမှာအုတ်ထုတ်မတွေ့ဘူးဒီเสียကြီးကျုပ်အုတ်ထုတ်ယူဆောင်လေးလား အဲ့ဒီအုတ်ထုံမတွေ့တာတစ်ပတ်လောက်ရှိရောပေါ့ကျုပ်ကတော့ယူမဆောင်ပါဘူးဗျာအာစီမှတ်ညာလဲကောင်းလာပြီပဲဟာစဉ်းစားကြည့်ရင်ပေါ်လာမှာပါဘယ်မှာမေ့ကြံခဲ့လဲဆိုတာ အင်းလေပြင်းပေါ်လာမှာပါရွာဦးချောင်းသွားဖို့တော့မှမေ့မမေ့တာဒါတီးပါဗျာစဉ်းစားဖြေရှာဒါတီးပါ ဒီလိုနဲ့ဥထာတီတယောက်ရွာဦးเจ้าကိုရောက်ပါပြီเจ้าတဲ့ဝင်ချင်းပဲကပ်ပြကြီးနဲ့တန်းတွေ့တော့တာပေါ့ ကပီယာကြီးနေကောင်းချမ်းပါရဲ့လားဗျ ပို့တာရဲ့မေတ္တာကြောင့်ရှင်လန်းကျမ်းမာလက်ပါဗျာ ကြားရတော့ဝမ်းသာပါလေဗျကပီယာကြီးရေဟောဆရာတော်ရောရှိလားဗျ ရှိပါဗျာဒါထက်ဘာများရှောက်မလို့လဲဥတာတေးရဲ့ အေးဒုက္ခကျွန်တော်ဘာကြောင့်ရွာဦးချောင်းကိုလာခဲ့တာလဲ မိတဲ့ရန်ကိုဥတာတေးရဲ့ကဲဆရာတော်စီတော့သွားလိုက်အောင်ပေါ့ အင်းဗျာမနေ့ကလေးကရေတကြီးကိစ္စနဲ့ရွာဦးချောင်းကိုသွားမယ်ဆိုပြီးမမေ့အောင်မှတ်ပါရဲ့နဲ့လာရင်ကိစ္စမေ့နေပြန်ပြီဗျာ ဆောင်ရွက်ဖို့ရေးမှတ်ထားလိုက်ပေါ့ဥတာတေးဟာလွယ်လေးအောင် မဟုတ်ဘူးဗျတလောကကျွန်တော်မှတ်ဉာဏ်ကောင်းအောင်ပြန်လုပ်ပေးတယ်အတိတတိဆိုရဲတင်ထဲကဆရာပြောတဲ့ဤတိုင်းဟိုနောက်မှာမှတ်ပါဇက်ကရွတ်ဆိုတော့လေ့ကျင့်တာရေးမှတ်တဲ့အချင်းပြအောင်နောင်မမေ့အောင်ဆိုတော့ဗျာ သူစမ်းပါပြီဗျာဒါထက်တင်းတန်းဆရာကဘာတူလဲဗျာ ဟေးဆရာသူဆိုလားအာမေ့သွားပြန်ပြီဗျို့ဟောတီဗီကပ်ပြရီဟိုလေရေထဲမှာမျောနေတဲ့ပင်ဗျာအပွင့်ကခရမ်းပြရောင်လေအဲ့ဒါ ဘေးတာလေးဗျာဆရာဘေးတာပေါ့ဒါဆိုရင် မဟုတ်ဘူးဗျာဘေးတာဆိုတာကျွန်တော်ဆိုင်ရာအဖျော်ဆရာတီးဆရာလေသူပဲလမ်းညွှန်ပေးတာဆိုတော့ကသူ့ကိုမေးပြီးမှပြန်လာပြောပြမယ်နော်ကပ်ပြရီဟဲ့ ဟမ် ဆရာတော်ကိုဥချပြီးတဲ့အခါမှာတော့ ဟေးတခါကြီးဟောမလာတော့တော်ကြပြီနော် တပည့်တော်လည်းဘာလို့မဟုတ်လဲမမှတ်မိတော့ဘူးဖေ။မတူပါဘူး။ဘုံဘုံစီမှာတီလာလေးယူလိုက်ပြရစီတော့ဖေ။ ရွာဦးเจ้าကအပြန်မှာဥထာတီတယောက်ဤလဲလဲကြီးဖြစ်နေပါတော့တယ် ငါးတီလာယူခဲ့တာတမိုးရှိတာပဲလေ။ပြန်ရွတ်ကြည့်အောင်မ။ဟာတူရာမီရီယာဟာရတမတာကြီးငါအုတ်ထုတ်ကိုသူ့အုတ်ထုတ်ဆိုပြီးဘုံသွားပဲ။ငါတရိယာတွေ့ကြသေးတော့တာကြီးဟာ တာတီးရဲ့တီးဆိုင်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ပြန်ရောက်လာတဲ့ဥထာတီကိုကြည့်ပြီးတော့တီးဆရာဖေးတာက ပြုံးရွှင်လို့ပါလားဗျကုသိုလ်အများကြီးရလာတယ်နဲ့တူတယ် ဒါဘောဆရာတော်စီကနေငါးပါးတီလာယူခဲ့တယ်ပြီးတော့ငါအုတ်ထုတ်ကိစ္စမိတ်နေတာလေတရိယာပြီကွာ ကောင်းပါလေဗျာဒါထက်အုတ်ထုံကိစ္စကဘလို့ကနေဘလို့တတိယသွားလဲဗျ ဒီလိုဟာငါးပါးတီလာယူရင်းနဲ့တူရာမေရီယာကန်ရောက်မှာယတမတာကြီးကိုထင်းကနေမြင်အောင်မိပြီဒီကောင်ငါအုတ်ထုတ်ကိုသူ့အုတ်ထုတ်ငါဆောင်ထားတာပြန်ပြီးတော့ဆိုပြီးတင်းယူသွားငါလည်းအဲ့ဒီတော့ရုပ်ပြစ်ဆိုတော့မေ့ပြီးရောင်ပြီးပေးလိုက်တော့ကွာပြန်သွားတောင်းအောင်မေဟေး
အာစီနဲ့ငါးပါးတီလာယူမှပဲအုတ်ထုတ်ကိစ္စကိုပြန်တတိရတော့တယ်အံ့ရောဗျာဟာဟာဟာ ဟေးဆိုအဲ့ဒါထောင်းရေးကြီးတာကငါရွာဦးเจ้าကိုဘာကြောင့်သွားတာလဲကွာသွားဖို့တတိယပဲမယ်ဘာကြောင့်ဆိုတာငါမေ့သွားလို့ ဟောဗျာမွေးနေ့မို့လို့ရွာဦးချောင်းသွားမှာဆိုပြီးတော့မနေ့ကပြောသွားတယ်လေအာစီရဲ့ ဟာဟုတ်တာပဲမေ့ပြန်ပါတေဟဲ့နန်ဒီယာ အဲ့ဒီအချိန်မှာပဲဇောင်းငံစောက်ကြွကြွငနေလေးတယောက်ဆိုင်ထဲကိုဝင်လာပါတယ် ဟာအာစီအဲ့ကောင်လေးကအွန်လိုင်းပေါ်ကဆယ်လီဆိုတော့ဗျလက်ဖက်ရည်လာတောက်တာလားမသိဘူး အေးငါသွားလိုက်မယ်ကြွားပါမောင်ရင်ဘာသုံးဆောင်မလဲလက်ဖက်ရည်ကော်ဖီအေးစုံရတယ်နော် Limo one bottle paper please ဟာရိုင်းလိုက် အ လား င်္ဂလိပ်လိုပြောနေတာလီမိုအေးတစ်လုံးပေးပါတဲ့ တောင်းမှမှာရကွယ်တောင်းမှမှာရမတိလို့ပါနော်အေးတလုံးခုပဲယူပေးပါမယ်ဒါတဲ့မောင်ကဆယ်လီဆိုတော့ဆိုနာမည်ကဘသူ Ah oh my god မတီးအောင်ဟာမှတ်ပြီလားတော့ပြီတခြားဆိုင်မဲ့ကိုရမယ်တော့ပြီbye bye ဥတာတီတယောက်ခိုင်မာမာဆုံးဖြတ်ပြီးတင်ဒိတ်ထင်တစ်ခုကိုလုံးဝချလိုက်ပါတော့တယ်အဲ့ဒါကတော့ တီးเสียပေးတာကြီးမဖြစ်တော့ဘူးမတီးအောင်ဟာလို့လည်းပြောမခံနိုင်တော့ဘူးမိနေတဲ့ကိစ္စဒိဋ္ဌပြောင်းမှဖြစ်တော့မယ် ကောင်းတယ်အာစီစေကန်းလာသွားလိုက်တော့အဲ့ဒီကဆရာဝန်လေးကတိတ်တော်တာဗျ အေးရေမိုးချိုးတမင်းစားပြီးတာနဲ့တော့ပြမယ်ကွာဒေါက်တာနန္ဒာနိုင်နော်ဟုတ်တယ်ဟုတ် ဟုတ်တယ်အာစီရေ ဒီလိုနဲ့ဥတာတီတယောက်ဆေးကန်းရှိကိုရောက်လို့နေပါပြီ လူသူရိပ်အောင်လည်းမတွေ့ပါလားဟိုကိုကြည့်အောင်ပါပဲဒေါက်တာနန္ဒာလိုင်းရှိလားဗျ ဘာဗျဘာတူလဲနန္ဒလိုင်းနဲ့ sorry ပါဒေါက်တာရဲ့မိသွားလို့ပါစိတ်မရှိပါနဲ့နော် နောက်တစ်ခါတော့မမစီနဲ့ဗျာကျေးဇူးပြုရဲ့ကဲပြောပါအောင်အခုဘာဖြစ်နေလို့လဲ စွမ်းနာလိုမျိုးကိစ္စပေါ့မေ့နေတာတွေလေတခုခုမှတိုင်းရင်လေခဏနေဆိုမေ့သွားရောခေါင်းထဲမှာမမြဲဘူးဒေါက်တာကြီးအဲ့ဒါလိုမေ့တော့လို့လောကိစ္စလူမှုရေးကဏ္ဍစီးပွားရေးပိုင်းတွေရောထိခိုက်တာများနေပြီဒေါက်တာကြီးပြောင်းအောင်ကူပေးပါနော် ကောင်းပြီလေစိတ်ချပါအခုလိုဖြစ်နေတာဘယ်လောက်ကြာပြီလဲဟင် ဘာဖြစ်တော့ပြောတာလဲဒေါက်တာ ဟွာ